ဘယ်ယော်နယ်ဒိုဖန်မှ CR7 လို့ comment မရေးပဲဒီဗီဒီယိုကိုကြော်သွားမှာမဟုတ်ပါဘူးအနေဆုံး heart လေးတစ်ခုတော့ပေးခဲ့ပါမယုံနိုင်စရာပါပဲယော်နယ်ဒိုဟာ60မိနစ်မှာအယ်ခါလီချ်အသင်းနဲ့ပွဲစဉ်အတွင်းပြောင်းမြောက်လာတဲ့စပင်ကန်ချက်ကိုနဲ့ကဘာကြီးကိုနောက်တစ်ချိန်တုံလုသွားစေခဲ့ပြန်ပါပြီလဝတ်ဘူရှာနဲ့အကွက်စစ်စစ်ဖက်တင်ပေါ်ကနေခရစ်စတီယာနိုဟာမြေပြင်ကနေ2.30 မီတာကျော်အထိမြောက်တက်သွားပြီးအမှားအယွင်းမရှိအံ့ဩဖွယ်ကောင်းတဲ့ acrobatic ကိုတင်ချက်ကိုဖန်တီးပြခဲ့တာပါချင်းဆက်ချက်ကောင်းတဲ့အားကမှုလေးအတိပါနဲ့ကိုသမားမှာဘာမှလုပ်ခွင့်မရှိခဲ့ပါဘူးပရိသတ်တီတောင်မတ်တက်ရက်ပြီးသူ့ကိုနောက်တစ်ချိန်တော့ပဖိခဲ့ကြရပါတယ်ဒါဟာသူ့ကိုဘာလို့ကမ္ဘာအကောင်းဆုံးကစားသမားလို့ထပ်မှတ်ကြတာလဲဆိုတာတက်တည်ပြနေတာပါသူဟာဆက်လက်စိုးမိုးနေစေဂိုးဒီသွင်းယူနေစေနဲ့သူ့ရဲ့စွမ်းအားဤစနစ်နဲ့စိတ်သက်ကြံ့ခိုင်မှုတွေကိုထုတ်ပြနေစေပါပဲဘာမှမမွေးမြင်သွားသေးပါဘူးအချိန်ကာလဆိုတာသူ့အပေါ်ဘာတက်ရောက်မှုမှမရှိသလိုမျိုးကိုသူကစားပြနေတာပါဒီကိုဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးဒါဟာသမိုင်းတစ်လျှောက်အကောင်းဆုံးရဲ့ပြရုံပါပဲသမိုင်းမှာအခြေစုပြူဆုံးအစွဲရှိဆုံးနဲ့အတော်ဆုံးကစားသမားပါအယ်နာဆာအသင်းနဲ့သူဟာရက်ဆက်ပွဲဆက်သူ့ရဲ့စမ်းချင်တင်သမိုင်းတွေကိုဆက်လက်ရေးထိုးနေပါတယ်မင်းအနေနဲ့ယော်နယ်ဒိုဟာအခုထိ goat ဖိတုံးမဲ့လို့ထင်ရင် comment မှာ CR7 လို့ရေးခဲ့ပြီး follow လုပ်ထားလိုက်ပါ